ပါတဲ့အမျိုးသမီးတွေဆိုရင်တဲ့ယောက်ျားတွေကဖက်ဖက်လက်ချစ်တာတဲ့ပို့ပြီးတော့ခံရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုရင်မျှော့ဆိုတာကဒီမိုးရင်းမှာထွက်တဲ့မျှော့တွေကိုပြောတာမဟုတ်ဘူး။သူကကြတော့ပြောရရင်ပေါ့နော်တင်စားတာပေါ့နော်။မျှော့ဆိုပြီးတော့တင်စားပြီးခေါ်ဝေါ်တာတကယ်တော့ကြွက်သားကိုယ့်ရဲ့မိမကိုကြွက်သားလေးရပေါ့နော်။ကြုံလွယ်နိုင်တယ်ဖန့်လွယ်နိုင်တယ်နောက်ပြီးတော့ကြတော့ပေါ့နော်သူကညှစ်အားကောင်းတယ်ပေါ့နော်။အဲ့ဟာကိုတင်စားပြီးတော့မျှော့လို့ခေါ်တယ်။အဲ့မျှော့ပါတဲ့မိန်းမနဲ့ပေါ့နော်တစ်ချိန်တစ်ခါပေါ့နော်တူနေတဲ့ခါမှာအရန်ကိုယောက်ျားတွေကဆွဲလန်းသွားတတ်တယ်ပေါ့နော်ဒါပေမဲ့ဖိတ်မပူနဲ့ကိုရှိမှာမျှော့မပါဘူးဆိုရင်လည်းပဲမျှော့ပါတယ်လို့ဆွဲအားကောင်းဖို့ဆိုရင်ယောက်ျားတွေကိုဖမ်းဖားဖို့ဆိုရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ကြကိုဖမ်းဖားနိုင်ဖို့ဆိုရင်ဒီလိုဖီရန်လေးတုံးပြီးဒီလိုဖီရန်လေးကကြတော့မိမကိုကြွက်သားတွေတင်းရင်ဖြစ်ဖေတယ်မိမကိုကျဲတာတွေကျင်းဖီတယ်မိမကိုချောင်းတာလေးခိုလေးထွက်တာတွေတက်တာပြီးအဲ့အတွက်ကြောင့်အိမ်အောင်တဲ့မမတွေကိုရှိမှာဒီမျှော့မပါဘူးဆိုရင်ဒီဖီရန်လေးကိုကူမရမယ်နော်